ဒီမန္တလေးမြို့မစိုးရင်ကျောင်းကိုတိဆောက်သွားတဲ့ကျောင်းတကာကြီးဥသက်ရှိကြားဘူးမယ်နော်ဒီမန္တလေးမြို့ရဲ့တောင်နာမြင့်ငယ်ဘက်ကမန္တလေးမြို့ပေါ်မှာတက်ပြီးသားဖားနှစ်ယောက်ပွဲရုံတရုံမှာလှုပ်လှုပ်ကြရိုးသားတယ်ကြိုးစားတယ်သားဖားနှစ်ယောက်ပွဲရုံတရုံမှာလှုပ်လှုပ်တော့ဘာလှုပ်တော့မင်းအိတ်တွေထမ်းမယ်အိတ်တွေချမယ်တင်စရာရှိတင်မယ်ချစရာရှိချမယ်ပေါ့လဲတွေနွားတွေပေါ့ဒါမျိုးတွေလေအဲ့တော့ပြည်တဲ့ကုံချတရားကုံထမ်းတရားမရှိဘူးဆိုရင်အိမ်မှာဘာလုပ်စရာရှိလဲသူတို့အိမ်ရှင်တွေကိုလှည့်ကြည့်လိုက်တဲ့အခါတပည့်စီလဲစရာရှိရင်လှဲတယ်ထင်းခွဲစရာရှိရင်ခွဲတယ်ရေခတ်စရာရှိရင်ခတ်ငါတို့ရဲ့တာဝန်ကအိတ်ထမ်းဖို့ပဲကွာအိတ်ထမ်းစရာမရှိရင်ငါတို့ဘာမှလုပ်စရာမရှိဘူးဆိုငုတ်တုတ်ထိုင်နေတာမျိုးမဟုတ်ဘူးနော်အဲ့မှာပြိဿဥသက်ရှိသားဖားနှစ်ယောက်ကကုံထမ်းစရာမရှိလဲအိမ်ထဲမှာဘာလုပ်စရာရှိလှည့်ကြည့်လိုက်တာတပည့်စီလိုအပ်ရင်လှည့်ပေးလိုက်တယ်အမိုက်ကျုပ်နေရှင်းပေးလိုက်တယ်ရေလိုရင်ခတ်ပေးလိုက်တယ်ထင်းခွဲစရာရှိရင်ခွဲပေးတော့ဟာတထေသနီးမောင်နှံကသဘောကျပြီးတော့အဲ့ဒီမှာပြိဿအရင်သီးလေးထုတ်ပေးတာအဲ့ဒီအရင်သီးလေးနဲ့ဘာလုပ်တုံးလို့မေးလိုက်တော့ဟိုသူတို့ကမြင့်ငယ်ပဲဆိုတော့ရှမ်းပြည်ဘက်ကဆင်းလာတဲ့ကုံတွေကိုဝယ်ပြီးမန္တလေးတဲ့တဆင့်ပြန်ရောက်လာတယ်တဆင့်ပြန်ရောက်ရင်းနဲ့ပြိဿလှဲတွေနဲ့ဟိုမြင့်ငယ်ဘက်ကနေဒီဘက်မောင်းမောင်းလာတောကြီးထဲမှာဟိုတုန်းကတော့တောတွေပေါ့ဖြတ်သွားလိုက်တော့ခြုံထဲမှာဖះတဆူသွားတွေ့တိုးဝင်ပြီးသွားလိုက်တော့အဲ့မှာဖះရဲ့ကောင်းမှုရှင်ကြည့်လိုက်တော့လက်သမားလုတ်တဲ့လူကတည်သွားတယ်ဖះလက်သမားဆရာကဘာတည်သွားတယ်ဟာတရားကောင်းလိုက်တာလက်သမားလုတ်ပြီးတော့မှဖះတည်သွားငါတကယ်လို့သာကြီးပွားမယ်ဆင်ပြေမယ်ချမ်းသာမယ်ဆိုရင်ဒီဖះငါပြင်ကျင်တယ်ဖះပြင်နိုင်ပါရသည်ဆူတောင်းအဲ့ဒီမှာလုပ်ငန်းဆင်ပြေလာတော့သူ့ရဲ့ဆူတောင်းတိုင်းပြည့်လာတဲ့အခါဒီဖះကိုသူပြင်တယ်အဲ့မှာလက်သမားကူဖះဆိုတာရှိတယ်လေဥသက်ရှိတို့ပြင်သွားအဲ့ဒီကနေတစားကြီးပွားတိုးတက်ပြီးတော့လာလိုက်တော့ပြိဿမန္တလေးမြို့ဖះကြီးထဲမှာကျောင်းတစ်ဆောင်ဆောက်ဖို့တောင်းရတဲ့နေရာလေးမှာအသားကျောင်းလေးဆောက်ပြီးတော့ပြိဿကျောင်းလေးကြည့်ပြီးတန်ခါးတွေသတင်းသုံးတာလေးကြည့်ကြည်ညိုနေလို့သိမ့်မကြဘူးမီးလောင်ပြီးတော့ကျောင်းလေးမီးတဲ့ပါသွားကျောင်းမီးတဲ့ပါသွားတဲ့အခါသရတရားပြက်မယ်ဆိုပြက်ဖို့ကောင်းနော်ဒီကျောင်းနဲ့ငါနဲ့တော့ကံမဆက်ဘူးဟေးကျောင်းမီးလောင်မှတော့တော်ဒီလိုမဟုတ်ဘူးကျောင်းသေးမီးလောင်ရင်ငါကျောင်းကြီးဆောက်စေခြင်းတဲ့သဘောကြောင့်ဖြစ်မယ်ကောင်းကွက်ကိုရှာတာဘာကိုရှာတယ်ကုသိုလ်ဖြစ်ခြင်းနဲ့ဆိုကောင်းကွက်ကိုရှာရတယ်သူတော်ကောင်းလို့တရားခိုင်မြဲပုံပြောတာဥသက်ရှိတို့သားဖာလေကျောင်းလေးမီးလောင်သွားတယ်ပြိတဲ့ငါကောင်းဆောက်စေခြင်းလို့ဒီကျောင်းမီးလောင်တာပဲဆိုအဲ့ဒီမှာကျောင်းကြီးထဆောက်ကျောင်းကြီးထဆောက်တော့ကျောင်းကြီးပေါ်မှာတန်ဃာတွေစာကျက်စာအန္နာကြည့်ပြီးတော့ပီတိတွေဖြစ်လိုက်တာဒီတဲ့ပို့ပြီးတော့ကြီးမားမားကျယ်ဝန်းနဲ့နေရာကြီးယူပြီးကျောင်းဆောက်ရင်ဘလောက်ကောင်းမလဲလို့ဒီအတွေ့ထပ်တွေးတာဗျအဲ့ဒီမှာပြိတဲ့ဒီမန္တလေးရဲ့အနောက်မစိုးရင်တိုက်ကြဘူးတယ်မလားဥသက်ရှိတို့သားဖာဆောက်သွားမစိုးရင်ဆိုတာဥယျင်ကြီးတဲ့ဟိုတုန်းကမန္တလေးဟိုတုန်းကဆိုရင်ခုခေတ်သုံးဆိုတော့မြို့တော်ဝန်ရဲ့သားလေးမီးလေးပေါ့နေမကောင်းတော့ပြိတဲ့ကြောက်ပေါက်ယောဂဖြစ်တော့အဲ့ဒီဥယျင်နဲ့သွားထားဘေးကလှမ်းမေးတယ်ဟဲ့ကလေးအချင်းတွေဘယ်နဲ့တော့မစိုးရင်ရတော့ဘူးကလေးအချင်းတွေဘလို့တော့မစိုးရင်ရတော့ဘူးမေးလိုက်တယ်မစိုးရင်ရတော့ဘူးဖြစ်တော့အဲ့ဒီဥယျင်ကြီးနာမည်လဲမစိုးရင်ဥယျင်လို့ဖြစ်သွားဟုတ်လားအဲ့ဒီနေရာကြီးကိုဥသက်ရှိတို့သားဖားကဝယ်ပြီးတော့ပြိတဲ့ကျောင်းဆောက်လိုက်တော့လဲအဲ့ဒီကျောင်းတိုက်ကြီးဘာကျောင်းတိုက်ဖြစ်သွားလို့မစိုးရင်ကျောင်းတိုက်ဒီလိုဖြစ်တာလေတန်ဃာတွေအများကြီးသတင်းသုံးတယ်ပြိတဲ့အဲ့ဒီကျောင်းမှာစာချတဲ့ဘုန်းကြီးတွေဆိုရင်တစ်လကို30လခပေးတာနိုင်ငံတော်အလုပ်လုပ်တဲ့ဝန်ထမ်းတွေတော့အဲ့တော့တစ်လမှာ25ကျပ်လောက်ရတဲ့ချိန်သူက30လောက်ပေးတယ်တဲ့ဘုန်းကြီးတွေကိုလေနောက်တကအဲ့ဒီကျောင်းထဲမှာနေတဲ့တန်ဃာတွေမိုးရွာလို့စွန့်ကံမထွက်နိုင်သမင်းဆိုင်ကြိုက်တဲ့ဆိုင်ဝင်ပြီးဖုံးပေးသွားနာမည်နဲ့မှတ်သားထားခဲ့သမင်းဆိုင်တွေကနောက်ကြမှာသူစီလာတောင်းကုန်ရှင်းပေးတာတဲ့ဗျာဟုတ်လားစောက်လိုက်တဲ့ကျောင်းကြီးတွေရဲ့ထက်ထက်မှာလဲတိုင်တွေမျက်နှာကျက်တွေရွှေတွေချထားတရားနော်သူတို့မရှိကြလို့မပြင်နိုင်တော့ဘူးဆိုဘုန်းကြီးတွေရွှေခွာပြီးကျောင်းပြင်လို့ရအောင်ကိုလုပ်သွားတာအဲ့ဒီဥသက်ရှိသားဖာကဒီလောက်လှူဒန်းနေတော့လူတယောက်ကပြိဿဥသက်ရှိကိုတရက်တော့ကျောင်းထဲရောက်တော့လာခမည်းကလှူလိုက်တာလာကတွေဘာတွေပေးလို့ဘုန်းကြီးတွေကျောင်းကြီးတွေရွှေရောင်တဲ့ပြောင်းနေတော့လှူထားလိုက်တဲ့ကျောင်းတွေလည်းမဲဘူးကြီး
ခမရအဲ့လောက်ကြီးလုံနေပေမဲ့ခမရဘုန်းကြီးတွေဘာလုံနေတယ်လဲကြုတ်ပြအောင်မယ်ဆိုပြီးတော့ဥသက်ရှိလက်ဆွဲပြီးပြိသိအုတ်တိုင်းနဲ့ကြောင်းနဲ့ရားလေးထဲမှာဥစဉ်3-4ပါးကချင်းခတ်နေကြတာခမရကသာလှူတန်းတာမြင်လားကိုတော်တွေဘာလုံနေတယ်ဒီလိုပြောတဲ့ဗျာအဲ့တော့ဥသက်ရှိကလည်းအေးခုတ်ပါပြီကွာလာမင်းလည်းငါပြအောင်မယ်ဆိုအဲ့ဒီတကာကြီးကိုတခါတည်းကျောင်းပေါ်ဆွဲတင်နေပြီးတော့ကျောင်းအလဲတက်ကြီးရဲ့ကျောင်းတိုက်ပေါ်မှာစာချစာသိမ်းနေတဲ့ကိုတော်လေးတွေပြဘာလို့နေကြတော့တွေ့လားဟာစာသင်စာချနေကြစောစောကချင်းခတ်တာဘယ်နှပါလဲအခုစာတက်နေတာဘယ်နှပါလဲဟိုတန်ငါနဲ့ရှိရင်ဒီတန်ငါအများကြီးပဲခံမြကျုပ်ရဲ့တရားတရားဘယ်လိုလာဖြက်ကျုပ်မပြတ်ဘူးတဲ့ဒါတွေရီမှန်းပြီးကျုပ်လှူဒန်းထားတာပါဗျာလို့ဒီလိုပြောတာလေဗျာပြောကျင်တာကတရားတရားခိုင်တာပြောတာဟုတ်ပြီလားအဲ့ဒါကြောင့်ပြိတဲ့နံပါတ်1ချမ်းသာကတရားတရားခိုင်မာရင်လည်းဘာဖြစ်တော့ချမ်းသာသုဘဗုဒ္ဓလူကြီးအခုလိုတရားပွဲသွားတရားနာနုနာယောဂဆွဲတဲ့လူဆိုတော့အစွန်ဖျားကနာရမှာပေါ့အစွန်ဖျားကနာရင်းနဲ့အဲ့ဒီမှာတရားကိုစိုက်နာတော့သောတာပန်တည်တယ်ဗျသောတာပန်တည်ပြီးပြီဆိုရင်ပြိတဲ့ဖယားတရားရဲ့ပေါ်မှာမမိတ်မတုံကြည်ညိုသွားပြီမလားဓမ္မပေါ်မှာအမြင်ရှင်းဓမ္မပေါ်မှာတန်တရားကင်းသွားတဲ့ပုဂ္ဂိုလ်ကြီးဆိုတော့ဖယားတရားရဲ့ပေါ်မှာမမိတ်မတုံဒီလိုဖြစ်သွားအဲ့ဒီမှာတရားနာပြီးအိမ်အပြန်ပြိတဲ့သူ့ကိုစမ်းသပ်ခြင်းလို့တရားကလူယောင်ဖန်ဆင်းပြီးလာတာသုဘဗုဒ္ဓမင်းဆင်းရဲလိုက်တာစားမဲ့တောက်မဲ့ခန္ဓာကိုယ်ကလည်းနုနာယောဂကြီးဆွဲလို့မင်းကိုမွဲတဲ့ဘဝကနေမမွဲအောင်ချမ်းသာအောင်ငါကူညီပေးမယ်ကွာမင်းတထေးဖြစ်အောင်လုပ်ပေးမယ်ပေါ့ယောဂလည်းပြောက်အောင်လုပ်ပေးမယ်တခုတော့ရှိတယ်တဲ့မင်းဖယားမဟုတ်ဘူးလို့ပြောဖယားတရားတွေမှားနေတယ်လို့ပြောအဲ့လိုလဲပြောလိုက်ရောအဲ့မှာသုဘဗုဒ္ဓကမေးတယ်မင်းဘယ်သူတုံးဟာငါနတ်ပြည်ကတရားပါကွာတရားလို့လဲပြောလိုက်ရောသုဘဗုဒ္ဓဟဲ့တကြရုပ်တဲ့မင်းလိုလူနဲ့ငါအဟုတ်လုပ်ပြီးတကားမပြောချင်ဘူးမင်းကငါ့ကိုလူစင်းရဲလို့လာပြောတယ်ငါမစင်းရဲဘူးတဲ့ငါတဏ္ဍာမှာတတ္ထာသီလသုတ္တစာကပညာဟိရိပတ္တပသူတော်ကောင်းဥစ္စာ9ဖြာငါယင်မှာရှိတယ်ကွာအဲ့ကြောင့်ငါ့ကိုငမွဲလို့လာမပြောနဲ့မွဲရင်မင်းရပဲမွဲမှာပဲဟုတ်လားအဲ့တော့သုဘဗုဒ္ဓပြောခြင်းတဲ့အဓိပ္ပာယ်ကတရားတရားရှိရင်ဘာဖြစ်တော့ချမ်းသာတရားတရားခိုင်မာရင်ဘာဖြစ်တော့ချမ်းသာတရားတရားမခိုင်မာရင်တော့မချမ်းသာဘူးပေါ့ဟုတ်ပြီလားတရားတရားဆိုတာသူတော်ကောင်းတွေတတ္ထာဟဋ္ဌံတဲ့လက်နဲ့တူတယ်တဲ့ဗျာဘာနဲ့တူတယ်လက်နဲ့တူတယ်တဲ့မြတ်စွာဘုရားကဥပမာပေးဟောတာရှိတယ်ဝေပုံလတောင်ကြီးတဲ့တောင်ထိပ်ကိုရောက်အောင်သွားနိုင်တဲ့ပုဂ္ဂိုလ်တွေယရနာတွေကောက်ချင်နိုင်ကောက်ရတယ်အဲ့တော့လူတွေကတက်လိုက်ကြတာတက်သွားတဲ့လူတွေထဲမှာတချို့ကခြေတောင်နှချောင်းကောင်းလို့တချို့ကမျက်စိနှကွင်းလင်းလို့အဲ့ဒီတောင်ပေါ်ရောက်အောင်တက်တောင်ထိပ်လည်းရောက်ကြောပြိသိခြေတောင်နှချောင်းမျက်စိကောင်းလို့သာရောက်လာပေမဲ့လက်နှစ်ဖက်ကမပါတဲ့လူယရနာကောက်လို့ရသေးလားတောင်ထိပ်တော့ရောက်တယ်ပြိသိယရနာကို तू ကောက်လို့မရဘူးလက်မပါဘူးလေဟုတ်ပြီလားတချို့လူကြတော့လည်းပြိသိလက်ပါလို့ကောက်တယ်မဟုတ်တဲ့တန်ဖိုးမရှိတဲ့ကြောက်တွေကောက်ပြီးချိန်ကုန်းနေတဲ့လူတွေလည်းရှိတဲ့မြတ်စွာဘုရားဒီတိုင်းပဲအခုသူတော်ကောင်းတို့ဥဒ္ဒနုတို့ရောက်နေကြတာဝေပုံလတောင်ထိပ်ရောက်နေကြတာအခုတရားလာနာတာဒီပြိဿရေအဲ့ဒါဘာလို့ကြသလဲမေးရင်သရတရားတိဟုသောလက်နဲ့တရားယရနာလာယူကြတာဟုတ်လားသရတရားတိဟုသောလက်နဲ့ဘာယရနာတွေကောက်ကြတယ်ဓမ္မယရနာတွေလာကောက်ကြတာ